မင်္ဂလာပါရှင်ဖူလာမင်းအင်ချမ်မြေကုမ္ပဏီရဲ့အင်ချမ်မြေနဲ့ပတ်သက်တဲ့ဥပဒေဗဟုသုတတွေကိုမျှဝေပေးသွားမယ်အစီအစဉ်လေးပဲဖြစ်ပါတယ်။ကျွန်မကတော့ဖူလာမင်းအင်ချမ်မြေကုမ္ပဏီမှာတက်တန်းရှိနေဒေါ်ဝအောင်ဖြစ်ပါတယ်ရှင်။အခုမျှဝေပေးမယ်အကြောင်းအရာလေးကတော့လင်မယားနှစ်ဦးပိုင်တဲ့မြေကွက်ကိုမိမနာမည်နဲ့အမည်ဖောက်ထားတဲ့ဆိုလို့ရှိရင်ရောင်းချတဲ့အခါမှာယောက်ျားဖြစ်သူရဲ့ခွင့်ပြုချက်လိုလားဆိုတဲ့မေးခွန်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။အမျိုးသမီးရဲ့အမည်ပေါက်ပဲဖြစ်ဖြစ်အမျိုးသားရဲ့အမည်ပေါက်ပဲဖြစ်ဖြစ်ပေါ့နော်ရောင်းချတဲ့အခါမှာနှစ်ဦးစလုံးရဲ့သဘောတူညီချက်ယူဖို့လိုပါတယ်ရှင်လင်မယားနှစ်ဦးပိုင်တဲ့မြေကွက်တစ်ခုကိုလင်မယားနှစ်ဦးသဘောတူညီချက်မရှိဘဲနဲ့ဝယ်ယူလိုက်မယ်ဆိုလို့ရှိရင်ဖြစ်လာနိုင်တဲ့အငြင်းပွားမှုလေးတွေကိုရှင်းပြပေးသွားပါမယ်ကျမတို့တွေ့ကြုံရတဲ့ပေါ့နော်အငင်းပွားမှုလေးတစ်ခုကိုရှင်းပြပေးသွားပါမယ်။လင်မယားနှစ်ဦးပိုင်တဲ့ဂရန်မြေကွက်တစ်ခုကိုမိန်းမဖြစ်သူကယောက်ျားဖြစ်သူရဲ့သဘောတူညီချက်မရဘဲနဲ့ရောင်းချလိုက်ပြီးတော့စီယံရောင်းချပြီးတော့စီယံငွေရယူလိုက်တယ်ပေါ့နော်။စီယံငွေရယူပြီးတဲ့အချိန်မှာယောက်ျားဖြစ်သူကသူရောပိုင်ဆိုင်နေဆိုပြီးတော့ထပြီးတော့ကန့်ကွက်ပါတယ်။ကန့်ကွက်တဲ့အခါမှာဝယ်ယူသူအနေနဲ့ပြဿနာလေးတွေကြုံတွေ့လာနိုင်ရပါတယ်။အဲဒါကြောင့်မို့လို့လင်မယားနှစ်ဦးပိုင်တဲ့ဂရန်မြေကွက်ကိုလင်မယားနှစ်ဦးရဲ့သဘောတူညီမှုပါမှသာရောင်းချခြင်းဝယ်ယူခြင်းဟာအဆင်ပြေတယ်လို့ရှင်းပြပေးလိုက်ရပါတယ်။လင်မယားနှစ်ဦးပိုင်တဲ့မြေကွက်တစ်ခုကိုလင်မယားနှစ်ဦးကကိုယ်တိုင်လက်မှတ်ထိုးရင်တော့၎င်းအတိအသက်တည်နေရမှာတယောက်ကပေါ့နော်တစုံတယောက်ကလက်မှတ်ထိုးခြင်းဖြင့်လည်းရောင်းချနိုင်ကြောင်းရှင်းပြလိုက်ရပါတယ်ရှင်။အင်ချမ်မြေဘ ഹു တုတအကြောင်းအရာလေးနဲ့ပတ်သက်လို့ဆွေးနွေးခြင်းနဲ့ဆိုလို့ရှိရင်ဒီ post လေးရဲ့ comment အောက်မှာပဲဖြစ်ဖြစ်ဖုန်းနဲ့ဆက်သွယ်မေးမြန်းခြင်းနဲ့ဆိုရင်လည်း Viber နံပါတ်ဖုန်းနံပါတ်ဖြစ်တဲ့39995915 39995915တို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်